ဒီနေ့ကိုယ့်ရဲ့ခံစားချက်တွေထူးဆန်းနေပြီးတော့မှ emotion တွေအရန်တက်နေကြတဲ့လူတွေရှိလားဘာမဟုတ်တဲ့ကိစ္စလေးနဲ့ဒေါသတွေအရန်ထွက်မယ်အကြောင်းပြချက်မရှိဘဲနဲ့ depression တွေဝင်မယ်တစ်ကနေဆိုရင်မျက်ရည်တောက်ကြပြီးတော့မှကိုယ့်ရဲ့စိတ်ခံစားချက်တွေကမောက်ကမတွေဖြစ်နေကြတဲ့လူတွေရှိကြလားတကယ်တမ်းတော့တင်ယူနေတာမဟုတ်ပါဘူးဒီတကူလာပြီးရရဲ့ energy ကကက်တလီနာတို့အပေါ်မှာတက်ရောက်နေတာဖြစ်ပါတယ် March 31 April 3ရက်2ရက်အထိဒီ full moon ရဲ့ energy ကကက်တလီနာတို့အပေါ်မှာတက်ရောက်နေမှာဖြစ်ပါတယ်အနောက်တိုင်း astrology အရဆိုရင်တော့အခု full moon ကကက်တလီနာတို့ကိုဒီလာပြီးညမှာ energy အထွတ်အထိပ်ကိုရောက်ရှိနေတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကက်တလီနာတို့ကစိတ်ပိုင်းဆိုင်ရာခံစားချက်ပိုင်းဆိုင်ရာတွေမှာ emotion တွေဒီ3ရက်အတွင်းမှာအလွန်ကိုမှတက်ပါလိမ့်မယ်အဲ့ဒီရက်တွေကဒီနေ့ March 31ရက်နေ့ April 1ရက်နဲ့ April 2ရက်အထိဖြစ်ပါတယ်ဒီ full moon ရဲ့ energy က3ရက်လုံးကက်တလီနာတို့အပေါ်မှာတက်ရောက်ပြီးတော့မှ universe ကနေဒီ video လေးကနေတဆင့်တင့်ကိုပေးချင်နေတဲ့ message လေးရှိပါတယ်ဒီတကူလာပြီးနေတဲ့ energy ဟာဆိုရင်ကိုဘဝမှာမလိုအပ်တော့တဲ့အရာတွေကိုလွတ်ချဖို့အတွက်တင့်ကိုတွန်းအားပေးနေရပါဒီလာပြီးရဲ့ energy ကတော့ release and truthအမှန်တရားကိုသိပြီးတော့မှလွတ်ချခဲ့ရမယ်အချိန်ကာလဖြစ်ပါတယ်ကိုယ့်ပေါ်မှာအရန်ကိုတစ္ဆာရှိပါတယ်ဆိုတဲ့လူတွေ तू ကငါ့ကိုတိတ်ချစ်ပါတယ်ဆိုပြီးတော့ကိုယ့်ပေါ်မစစ်မှန်တဲ့တင်းရဲ့ချစ်တူ तू ကငါ့ပေါ်ကောင်းပါတယ်ဆိုတဲ့သူ့အယောင်တငယ်ချင်းတွေ तू ကငါ့ပေါ်တစ္ဆာရှိပါတယ်ဆိုပြီးတော့မှကိုလိန်ထားတဲ့ယုံကြည်မှုတွေအော်ငါကလူကောင်းပါသူတို့ကလူဆိုးတွေငါအလုပ်စူးစမ်းနေရပဲသူ့အတူမအောင်မြင်တာလေးဆိုပြီးတော့မှကိုလိန်ထားတဲ့အလင်အညာတွေဒါတွေအားလုံးကိုအမှန်တိုင်းသိပြီးတော့မှအရင်တော့ကအသုံးမဝင်တော့တဲ့ old version ကိုလွတ်ချစေခြင်းပါပြီမကောင်းတဲ့ relationship ကိုဖျက်တောက်စေခြင်းပြီမကောင်းတဲ့လူတွေကိုဝေးမှာထားစေခြင်းပြီတင်ကိုယ်တိုင်ကမကောင်းတာတွေလုပ်နေတယ်ဆိုရင်လေအခုအချိန်မှာရက်တန့်ပြီးတော့မှလမ်းကြောင်းမှန်အစ်စ်ကို universe ကနေတင်ကိုရှောက်စေခြင်းနေပါပြီဒါကြောင့်မို့လို့ဒီရက်ပိုင်းတွေမှာကိုယ့်ရဲ့အလိုလိုတိစိတ် intuition ကိုတင်ချနားထောင်ပါဒီစားကငါ့အတွက်မကောင်းဘူးဆိုရင်သူ့ကိုဖျက်ခဲ့ပါဒီတငယ်ချင်းကငါဆက်ပေါင်းဖို့မတင်တော့ဘူးဆိုရင်သူတို့နဲ့ဝေးမှာနေပါဒီအလုတ်ကငါဆက်မလုပ်တင်ဘူးလို့စိတ်ထဲမှာသိနေဆိုရင်အဲ့အလုတ်ကိုမလုပ်ပါနဲ့ကိုယ်တိုင်ရှောက်နေတဲ့လမ်းကမားနေတယ်ငါရှောက်ချင်တာဒီလမ်းမဟုတ်ဘူးငါတကယ်တမ်းကဒီလို freedom မျိုးကိုလိုချင်တာအခုလုပ်နေတဲ့အလုတ်ကငါအတွက်ရည်ရှိအတွက်မကောင်းဘူးငါတကယ်လိုချင်တဲ့အရာမဟုတ်ဘူးငါတကယ်လိုချင်တဲ့အလုတ်တက်ကဒါမျိုးဆိုရင်အခုချိန်မှာလိန်ညာတော့ပဲနဲ့အမှန်ကိုအမှန်တိုင်းသိပြီးတော့မှထားခဲ့တဲ့အရာကိုလက်ကိုလွတ်ချခဲ့ပြီးတော့မှရှောက်ရမယ့်လမ်းကြောင်းမှအစ်စ်ကိုရှောက်ဖို့အတွက်ဒီ full moon ဒီလာပြီးညရဲ့ energy က universe ကနေတင့်ကိုအနောက်ဆုံးအစွန်းဆုံးအထိတွန်းအားပေးနေပါပြီဒီလာပြီးညမှာမလုပ်ရမယ့်အရာတွေကကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကိုစိတ်ခံစားချက်တက်နေတဲ့အချိန်မှာမြန်မြန်ဆက်ဆက်မချပါနဲ့ဟိုမှာအယမ်းပြောနေတဲ့အချိန်မှာဂတိတွေမပေးပါနဲ့လုပ်ငန်းအသစ်တွေမစပါနဲ့စိတ်ဆိုးဒေါသထွက်နေတဲ့အချိန်မှာဆုံးဖြတ်ချက်တွေမြန်မြန်မချပါနဲ့နံပါတ်2အချက်ကကိုယ့်ရဲ့ intuition အလိုလိုသိလာတဲ့စိတ်ကိုနားထောင်ပါတောက်စစ်ပြီးပဲဒီလူကငါ့ပေါ်မကောင်းဘူးလို့ထင်ရင်နောက်ထပ်စင်ကြီးတွေမပေးပါနဲ့တော့နောက်ထပ်ဖြည့်မသွေးပေးပါနဲ့တော့နောက်ထပ်နားလည်းမပေးပါနဲ့တော့ဝေးမှာလွတ်ချထားခဲ့လိုက်ဖျက်ချထားခဲ့လိုက်ပါနောက်တစ်ချက်ကကိုလစ်လူမရှုပါနဲ့တော့ကိုကျမ်းမာရေးကိုစပြီးတော့ဂယူးဆိုင်ပါကိုအစားအသောက်တွေကိုပြန်ပြီးတော့မှပြင်ဆင်ပါကိုရဲ့ဘဝကို reset အစအနေပြန်လဲစတင်ပါကိုလိုချင်တဲ့ဘဝကိုဒီနေ့ကနေစပြီးတော့မှတိလေးကနေစပြောင်းလဲပြီးတိဆောက်ပါနောက်ထပ်ဘာတွေလုပ်တင်လဲဆိုတော့ကိုယ့်ရဲ့အခန်းကိုတန့်ရှင်းလုပ်တာမျိုးအဝတ်ဗီယိုတွေကိုရှင်းလင်းတာမျိုးဖက်နှက်အဆုပ်တွေပြစ်တာမျိုးအင်ဂျီမဝတ်တော့တဲ့ဟာလေးတွေကိုလူဒန်းတာမျိုးခွေးလေးတွေအစာသွားကျွေးတာမျိုးဖျားတွားပြီးတော့ပန်းတွေကတ်တာမျိုးလေးတွေကိုလုပ်တင်ပါတယ်မိမိကို energy cleansing လုပ်ချင်တဲ့လူတွေကစားကိုအိပ်ရနာမှာထားပြီးတော့အိပ်ပေးတာမျိုးစားနဲ့ရေချိုးပေးတာမျိုးလေးတွေလုပ်ပြီးတော့မှ energy cleansing လုပ်လို့ရပါတယ်မွန်ဝါတာလုပ်နည်းကိုနောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာပြောပြပေးပါမယ်တင်ရောဒီရက်ပိုင်းမှာဒီလာပြင်းညရဲ့ energy တွေကိုခံစားမိလားဒီရက်ပိုင်းဒီမှာစိတ်တွေဘလို့အတက်ကြရများပြီးဘလို့တွေကြုံရလဲဆိုတာလေးတွေကို comment မှာရေးထားပေးပါအောင်ပြီးတော့ကိုလိုချင်တဲ့ဘဝမှာရရှိနေပြီဆိုပြီးတော့မှ present moment နဲ့ comment လေးရေးခဲ့ပါအောင်ငါလိုချင်တဲ့အလုပ်ကိုရနေပြီအိမ်နေရနေပြီကားနေရနေပြီအတိအကျခဏန်းနေနဲ့ခြိုက်ပေးခဲ့ကြဖို့အတွက်တောင်းဆိုချင်ပါတယ်ဒီ full moon မှာတင်ရဲ့ဘဝကို reset လုပ်ပြီးတော့မှအတိတ်ကမကောင်းတဲ့အရာတွေအားလုံးကိုလွတ်ချနိုင်ပြီးတော့မှအမှန်ကိုအမှန်တိုင်းမြင်နိုင်တဲ့လူတွေဖြစ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကက်တလီနာကတော့ astrology ပညာရပ်လေးတွေကို sharing လုပ်ပေးနေတဲ့အစီအစဉ်တင်ဆက်သူဖြစ်ပါတယ်ရှင်အခုလိုမျိုး astrology ပညာရပ်လေးတွေကိုနားထောင်ရတာကြိုက်နေတတ်တယ်ဆိုရင်တော့ကက်တလီနာရဲ့ account လေးကို follow လုပ် like လေးလုပ်ပြီးတော့မှအားပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်ရှင် Catalina, be my friend.